တော်ဖြစ်မင်္ဂလာပါမင်္ဂလာပါဆိုတော့တော့ဆုံးတယ်ပေါ့နော်ခုလိုချိန်ပေးတဲ့ဆရာတော်အချမ်းနဲ့ဒီမှာရှိတဲ့တင်ကူမိသားစုမှာပေါင်းနေကိုမောင်နှမတွေဆရာမတွေရောက်စီတိုင်းပေါ့ကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဆိုတော့ဒီကနေ့ကျွန်တော်အားလုံးအတူတကွဆင်ခြင်ခွန်အားယူဖို့ရအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ဒီ prophet ရှောနာဝတ္ထုခန်းကြီးတက်အပိုင်နဲ့တက်ကနေ6ကြားရင်းရှိတဲ့အကြောင်းအရာဖြစ်တယ် prophet ရှောနာဝတ္ထုအခန်းကြီးတက်အပိုင်နဲ့တက်ကနေ6ကြားရင်းမှာရှိတဲ့အကြောင်းအရာဖြစ်တယ်ဒီຢာလေးကိုကျွန်တော်တို့အပြန်အလှန်ပြန်ပြီးတော့ဖတ်ဖို့ရအတွက်ကျွန်တော်ဖိတ်ခေါ်ပြီးဖြစ်ပါတယ်ကျွန်တော်အပိုင်နဲ့တက်ဖတ်မယ်ပရိသတ်ကအပိုင်နဲ့နှစ်ကျွန်တော်အပိုင်နဲ့3ပရိသတ်ကအပိုင်နဲ့4လို့ဖတ်ပြီးတော့အပိုင်နဲ့6ရောက်တဲ့အခါမှာအားလုံးအတန်ထွက်ပြီးတော့နှုတ်ကပတ်တော်ကိုဖတ်ရဖို့ညကျွန်တော်ဖိတ်ခေါ်နေပါလေပေါ့နော်ကျွန်တော်ဝတ္ထုအခန်းကြီးတက်အပိုင်နဲ့တက်ကိုကျွန်တော်စဖတ်ပါမယ်အမိတေယောနာကိုရောက်လာတော့ထာဝရဘုရားဤနှုတ်ကပတ်တော်ဟူမူကားထား၍ဒီဝေပြုတော်သွားပြီးတဲ့ခြေချသောစကားနှင့်ကြွေးကြော်တော့ထိုမြို့သောသူစရိုက်ဖြစ်ပြီးငါရှိကိုတက်လာပြီးဟုပြတော်မူ၏ဟုတ်တော်လေယောနာသည်ထာဝရဘုရားထံတော်မှာတာရှိယူသူပြေးမိအခြင်းရှိရင်ထရည်ရုပ်ပေမြို့သူတွား၍ရောက်သဖြင့်တာရှိမြို့သူတွားတော်တင်ဘောကိုတွေ့ကြုံ၍တင်ဘောခကိုပေးပြီးလျှင်ထာဝရဘုရားထံတော်မှာတင်ဘောသားတို့အတူတာရှိမြို့သူလိုက်ခြင်းကတင်ဘောကိုစီးထာဝရဘုရားသည်လည်းပြင်းစွာသောလေကိုပင်လယ်အော်သို့ဆေလွတ်တော်မူသည်ဖြင့်ပင်လယ်၌ကြီးစွာသောမိုးတက်မုန်တိုင်းဖြစ်၍သင်္ဘောသည်ပြန့်လွသောလက္ခဏာရှိ၏ထိုအခါတင်ဘောသားတို့ကြောက်ရွံ့အသီးမိမိတို့ဘုရားကိုဟောဖြစ်ကြ၏တင်ဘောပေါ်ဆင်ခြင်းကဝန်ကိုလည်းပြင်လယ်ထဲသို့ပစ်ချကြ၏ယောနာမူကားတင်ဘောဝန်ထဲသို့ဆင်း၍အိပ်ပျော်နေသည်သူဖိုက်ပါနော်တင်ဘောသူကြီးလာ၏အိပ်ပျော်တော်သူအဘယ်သို့ဒီထားတော့တင်ဤဘုရားကိုဆုတောင်းတော်ဒါတို့အသက်လွတ်စေခြင်းကဘုရား၏ငါတို့ကိုအောက်မေ့ကောင်းအောက်မေ့နေမည်ဟုဆို၏ဂျာနာဖေးသွားတယ်ဒီကောင်မရောက်စီတိုင်းပေါ်ပြတဲ့ခင်ကောင်းချီးရှိပါစေဆိုတော့ကျွန်တော်တို့ဘက်တော့ခဏလို့ဆုတောင်းရအောင်နော်အသက်ရှင်ကောင်းတဲ့တော်ဘုရားခင်ကိုရောဒီကနေ့ဒီယောနာဝတ္ထုအဖြစ်ပြန်ပြန်လေပြီးတော့ကိုနှုတ်ဘတ်တော်ကိုကျွန်တော်ဆင်ခြင်ခါယူမှာဖြစ်ပါတယ်ပြောချတဲ့ကျွန်တော်ရဲ့နှုတ်ဆက်ပါစပ်ကိုပြန်ပြန်လေပြီးတော့ကိုရောအတော်တူတော်မူပါဒီမှာတရှင်တော်ဝိညာဉ်တော်ဘုရားလက်ဆောင်ထုတ်ရှာတော်မူပါဂျာနာခံယူမဲ့ဒီပုံမှန်မှာရောက်စီတိုင်းမှာတော်ကောင်းပြောချတဲ့ကျွန်တော်ဖတ်တာမှာတော်ကောင်းတယ်ပဲကိုရောနှုတ်ဘတ်တော်အဖြစ်အသက်တန်စပါတော်မူပါဘုံတော်ကိုပြုချင်းရှိတဲ့အကုန်လုံးကိုတော့အပိုင်နဲ့ဖြစ်ပါတယ်ဒီစီစံချိုင်းတိုင်းလုံးစုံကိုတော့ဖြစ်အနေနဲ့ယေရှုဖျားနာမတော်ကိုဆုတောင်းပါဖျားခင်အာမင်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီကနေ့ကျွန်တော်ရဲ့ဒေသနာခေါင်းစဉ်ကတော့ထ၍ဖျားခင်ထံဆုတောင်းပါဆိုရဲခေါင်းစဉ်ဖြစ်တယ်ကျွန်တော်ထပ်ပြောပါမယ်ကျွန်တော်ဒေသနာခေါင်းစဉ်ကတော့ထ၍ဖျားခင်ထံဆုတောင်းပါဆိုတော့ကျွန်တော်ပထမအဆုံးလည်းဖြစ်တယ်နောက်ဆုံးအချိန်လည်းဖြစ်တယ်ဟိုတစ်ခါကဒီနေရာမှာဒီနာဝိငှတဲ့ရှင်ကကျွန်တော်ဝိငှခဲ့တဲ့ခေါင်းစဉ်ကပျောက်တော့တားများအကြောင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်ချီးကျူးထားတဲ့ချမ်းကတော့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး15အပိုက်နဲ့1နဲ့ပြီးတော့အပိုက်နဲ့17ကနေ30ကြားထဲမှာရှိတဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော်။အဲဒီမှာကျွန်တော်ပြောသွားခဲ့ဒီပျောက်တော်သားများပုံဥပမာနဲ့ကျွန်တော်တို့အတူတကွလေ့လာဆင်ခြင်ခွန်အားကြီးဖတ်ယူရမယ်ကျမ်းစာကတော့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ prophet ယောနာအကြောင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကပြောခဲ့။ဘာကြောင့်လဲဆိုရင်ဒီ prophet ယောနာအင်္ဂလိပ်ကို prodigal prophet prodigal ဆိုတာပျောက်တဲ့ prophet လေးပဲဖြစ်တယ်။အဲဒီလူကတိုင်း15ပါလေပါလေ prodigal sonsပျောက်တော့တားများအကြောင်းကိုရေးထားတာဖြစ်တယ်။ပြီးတော့ဒီရှင်ယောနာဝတ္ထုမှာအခန်းကြီး4ခန်းရှိတယ်။အခန်းကြီး1နဲ့2ကိုကျွန်တော်တို့ဖတ်တယ်ဆိုရင်ဘာတွေ့ရလဲဆိုတော့ဖျားစကားကိုနားမထောင်ခြင်းနဲ့အဝေးဆုံးထွက်ပြေးသွားတဲ့ prophet ယောနာကိုကျွန်တော်
တွေ့ရဖြစ်ဘုန်းကြီးလည်းကောင်းမယ်ဒီပြောက်တော့သားမှာလေကျွန်တော်ဖတ်တဲ့အခါမှာဖခင်စကားဖခင်ရဲ့အုပ်စိုးမှုကိုဝန်မခံလို့ပဲဖခင်စီကအဝေးဆုံးထွက်ပြေးသွားတဲ့တားငယ်အကြောင်းကိုကျွန်တော်တွေ့ရဖြစ်တယ်ပြီးတော့ယောနာဝတ္ထုအခန်းကြီး3နဲ့အခန်းကြီး4ကိုကျွန်တော်တို့စက်ဖတ်တယ်ဆိုရင်မတွေ့ရမယ်ဆိုတော့နောင်တနဲ့ဘုရားသခင်စီကိုပြန်လှည့်လာတဲ့မိနူဝီမြို့သူမြို့သားတွေအပေါ်မှာဝမ်းမမြောက်နိုင်တဲ့စိတ်ဆိုးပြီးတော့ဒေါသထွက်ပြီးတဲ့ prophet ယောနာကိုကျွန်တော်တွေ့ရဖြစ်တယ်။ဒုကြီးလည်းကောင်းမယ်ဒီပြောက်တော်သားမှာလေနောင်တနဲ့ဖခင်စီပြန်လာတဲ့တားငယ်အပေါ်မှာဝမ်းမမြောက်နိုင်တဲ့စိတ်ဆိုးပြီးတော့ဒေါသထွက်နေတဲ့တာကြီးအကြောင်းကိုကျွန်တော်တို့တွေ့ရဖြစ်တယ်။ပြီးတော့ယောနာဝတ္ထုကျွန်တော်ဖတ်တဲ့အခါမှာယောနာကနောင်တရတယ်ဆိုတော့ကျွန်တော်တို့မတွေ့ရဘူးမတွေ့ရဘူးသူကြီးလည်းကောင်းတယ်ပြောက်တော့သားမှာလည်းအားကြီးကနောင်တရပြီးတော့အိမ်ထဲဝင်လာတယ်ဆိုတော့ကျွန်တော်တို့မတွေ့ရဘူးအဲ့ဒီတိုင်းကြီးသူ့ရဲ့ပုံမှန်မှာကြီးပြီးတော့ဒါကြောင့်ဓမ္မပညာရှင်မြောက်များစွာကပြောတာကဘာလဲဆိုတော့သခင်ယေရှုကပျောက်တော်သားအကြောင်းကိုပြောနေတဲ့အချက်ကြောင့်သူ့ရဲ့အတွေးသူ့ရဲ့မျက်လုံးထဲမှာညီရတဲ့အရာကတော့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ prophet ယောနာဝတ္ထုပဲဖြစ်နေတယ်ဆိုပြီးတော့သူတို့ပြောကြတာဖြစ်တယ်ဒါကြောင့်ဒီနှစ်ခုကိုကျွန်တော်အမြဲတမ်းဖတ်ဖို့လိုတယ်ဆင်ခြင်ဖို့လိုတယ်ကျွန်တော်တွဲပြီးတော့အမြဲတမ်းဖတ်ဖို့လိုတယ်အမေကျွန်တော်အရင်တစ်ခေါက်ကပျောက်တော်သားများအကြောင်းကိုကျွန်တော်ပြောခဲ့ပြီးပြီအခုကတော့ဒီပျောက်တော် prophet အကြောင်းကိုကျွန်တော်တို့လေ့လာမှာဖြစ်တယ်နော်ဆိုတော့ပထမဆုံးဒီယောနာဝတ္ထုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အကြောင်းကိုကျွန်တော်ပြောမှာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နောက်ခံသမိုင်းကြောင်းကြီးကိုကျွန်တော်တို့အရင်ကြည့်အောင်နောက်ခံသမိုင်းကြောင်းယောနာဝတ္ထုရဲ့နောက်ခံသမိုင်းကြောင်းကိုကြည့်အောင်တော့ယောနာဝတ္ထုကို BC 900ပေါ့နော်ဒီ prophet ယောနာကိုယ်တိုင်ကရေးထားတယ်ဆိုပြီးတော့ဓမ္မပညာရှင်အများစုကယုံကြည်လက်ခံကြတယ်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပြီးတော့ဒီယောနာဝတ္ထုကိုကျွန်တော်တို့ဖတ်လိုက်တာနဲ့အနာဂတ်ဘာတွေဖြစ်လဲဆိုတဲ့ prophet ပြုချက်တိတ်မပြောဘူး။ဘာပြောတယ်လဲဆိုတော့သူ့ရဲ့အတွေ့အကြုံ true experience testimony လို့ခေါ်တဲ့သူ့ရဲ့တက်သေးခံချက်သူအမှန်တကယ်ကြုံရတဲ့အရာကိုတက်သေးခံတဲ့အနေနဲ့သူရေးထားတယ်။ကြည့်တဲ့အခါမှာယောနာကသူ့ကိုသူမကောင်းတဲ့လူတယောက်ကိုသူ့ကိုသူပုံဖော်တယ်ကျွန်တော်တွေ့ရတယ်။ဘုရားစကားကိုနားမထောင်ခြင်းပဲအဝေးကြီးကိုထွက်ပြောတယ်။ပြီးတော့ဘုရားစကားကိုနားထောင်တော့လေလူဝေမျိုးကို3ရက်တော့ရမှာကို1ရက်တည်းနဲ့စေတနာမရှိပဲဒီနောက်ဝေနာပြီးတော့နောင်နာနဲ့ပြန်လာတဲ့လူတွေပေါ်မှာမပြောနိုင်ပဲဒေါသထွက်နေတဲ့လူတယောက်သူ့ကိုသူမကောင်းတဲ့လူတယောက်ပဲပေါ်ပြ။ထုံးရတဲ့ကောင်းမှကျွန်တော်တို့လေအတ္တပြောင်းလဲလာတဲ့အခါကိုယ့်အချောင်းကိုပြောတဲ့အခါမှာကိုယ်အရာကောင်းတယ်ကမပြောင်းလဲခင်အရာကောင်းတယ်ဘယ်သူမှမပြောဘူးကိုဘလောက်ဆိုးခဲ့ဒါကိုပဲကျွန်တော်ပြောတာဖြစ်တယ်။ဘုရားကောင်းမယ်ဒီမှာလေယောနာကိုယ်တိုင်ကရေးတဲ့အခါမှာသူ့ရဲ့တက်တည်ခံချက်ဖြစ်တယ်လို့သူ့ရဲ့အတ္တဘလောက်ဆိုးသွမ်းခဲ့တယ်ဆိုတာကိုသူရေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီယောနာဝတ္ထုကျွန်တော်တို့ဖတ်တဲ့အခါယောနာဝတ္ထုကျွန်တော်တို့ဒီကနေ့ဘာကိုအတိတ်ကသင်ပေးချင်တယ်ဆိုတော့သူ့ရဲ့တည်င်းစကား team message တီးဖို့အရန်ခက်တယ်အရန်ခက်ဒါကြောင့်ပဲဒီလူစုကဒီယောနာဝတ္ထုကိုဖတ်ပြီးတော့ယောနာဝတ္ထုကတော့ကျွန်တော်တို့ဒီကနေ့သင်ပေးချင်တဲ့အဓိကသတင်းစကားကတော့သာသနာပြုခြင်း missionary လို့ဒါကိုကျွန်တော်တို့အဓိကသင်ပေးချင်တာဖြစ်တယ်ဆိုပြီးတော့ပြောချင်ဒါလည်းမှားတယ်ကိုတကယ်ရှိရတာဖြစ်တယ်ယောနာဝတ္ထုကျွန်တော်တို့ဖတ်တဲ့အခါပေါ့နော်ပြီးတော့လူစုကဖတ်တယ်ယောနာဝတ္ထုဒီယောနာဝတ္ထုကကျွန်တော်တို့ကိုအဓိကသင်ပေးချင်တဲ့အရာကကျေးဇူးတရား grace ဘုရားရဲ့ကျေးဇူးတရားကိုလောက်ကြီးမားတယ်ဒါကိုကျွန်တော်တို့ကိုသင်ပေးချင်တာဖြစ်တယ်ဘုရားကဗါလဲလက်ရပဲလက်ဝဲပဲတော့မသိတဲ့လူတွေတေဖို့ဘုရားလို့ရှိတယ်အဲ့လောက်ထိကျေးဇူးတရားကြီးမားတယ်ဘုရားဖြစ်တယ်ဒါကိုကျွန်တော်တို့ကိုသင်ပေးချင်တဲ့အရာဖြစ်တယ်ဆိုပြီးတော့တချို့ကလည်းပြောကြတယ်လူတချို့ကလည်းယောနာဝတ္ထုကိုဖတ်ပြီးတော့ဒီယောနာဝတ္ထုက racism လို့ခေါ်တဲ့လူမျိုးခွဲခြားကိုတားမြစ်ထားတယ်မခွဲခြားဖို့ကျွန်တော်တို့သင်ပေးတဲ့အရာဖြစ်တယ်ဆိုပြီးတော့ပြောကြတယ်ဘုရားကဓမ္မဟောင်းမှာကလေးကဣသရေလလူမျိုးတွေကိုလည်းချက်တာမဟုတ်ဘူးဒီမှာအယံဆိုးသွမ်းတဲ့အာရှုရိလူမျိုးတွေကိုလည်းချက်တယ်ဒါကြောင့်လူမျိုးခွဲခြားဖို့ဒါကိုကျွန်တော်တို့သင်ပေးတာဖြစ်တယ်ဆိုပြီးတော့တချို့ကပြောကြတယ်နော်ဒါဟာယောနာဝတ္ထုဖတ်တဲ့အခါမှာကျွန်တော်တို့တွေ့ရတဲ့အရာဖြစ်ပါတယ်
ဒါပေမဲ့ကျွန်တော်ဒီကနေ့ယောနာဝတ္ထုကိုအချိန်ချင်းအခါခါကျွန်တော်ဖတ်ရှုရလေ့လာတဲ့အခါမှာကျွန်တော်တွေ့တဲ့အရာကတော့ဒီယောနာဝတ္ထုကကျွန်တော်တို့ကိုအတိတ်ကတင်ပေးချင်တဲ့အရာအခုကတော့ဆုတောင်းခြင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကတော့ပြောချင်တယ်ဆုတောင်းခြင်းဘာကြောင့်လဲယောနာဝတ္ထုကိုကျွန်တော်တို့ဖတ်တဲ့အခါမှာယောနာဝတ္ထုအခန်းကြီး၄ခန်းရှိတယ်အခန်းကြီး၄ခန်းစလုံးမှာဆုတောင်းခြင်းမပါတဲ့အခန်းဘာအခန်းမှမရှိဘူးအခန်းကြီး၄ခန်းစလုံးမှာဆုတောင်းခြင်းအကုန်လုံးပါတယ်ဆိုတော့အခန်းကြီးကျွန်တော်တို့ဖတ်တာနဲ့ဘယ်သူတွေဆုတောင်းတယ်ဆိုရင်တင်မောသားတွေဆုတောင်းတယ်တင်မောသားတွေဆုတောင်းတယ်လေပြောင်းပေါ်နဲ့တိုက်ပြီးတော့ flight တဘူကြီးအရမ်းများတဲ့အခါမှာသူတို့ဗာလဲဆုတောင်းတယ်အပိုင်ငယ်ခန်းကြီးတက်အပိုင်ငယ်နားမှာလို့ပြောတယ်ထိုအခါတင်မောသားတို့ရောက်ယူအသီးမိမိတို့ဖယားကိုပေါ်ရကြ၏တင်မောပေါ်စေခြင်းကဝန်များကိုလည်းပြင်လဲထဲသို့ပြစ်ချကြ၏ယောနာမူကတင်မောဝန်ထဲသို့ဆေး၍အိပ်ပျော်နေလေ၏တင်မောသားတို့မိမိဖယားအဲ့လိုပြဿနာကြုံရတဲ့အခါမှာသူတို့ဖယားကိုသူတို့ဆုတောင်းတော့ဒါပေမဲ့လေပြင်းမုန်တိုင်းကရက်တက်သွားဘူးလှိုင်းတကူတွေကရက်တက်သွားဒါနဲ့အတူဆုံးပြောမယ်ဆိုယောနာကပြောတယ်ကဲငါ့ကိုဒီပြန်လာတဲ့ချက်ပြန်လိုက်အဲ့ဆိုပြီးတော့ငြိမ်းသွားမယ်ဆိုပြီးတော့ပြောတဲ့အခါယောနာပြောတဲ့အတိုင်းသူတို့လိုက်ရုပ်တဲ့အခါမှာတကယ်လည်းငြိမ်းသွားတယ်အဲ့ဒီမှာအော်ဒီလူယောနာကိုယ်ွယ်ဖခင်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတော့သူတို့သိသွားကြတယ်ဟာလေလုယာသိသွားတဲ့အခါမှာဘာလဲအပိုက်ငယ်14 15 16ကိုကျွန်တော်တို့ဖတ်တယ်ဆိုရင်ဒီမှာကြည့်အိုးထာဝရဘုရားအကျွန်ုပ်တို့ဒီတောင်းပန်ပါဤသူ၏အသက်ကြောင့်အကျွန်ုပ်တို့အကျိုးနဲ့မဖြစ်ပါစေနဲ့အပြစ်မရှိသောသူ၏အသက်တတ်တော်အဖြစ်ကိုကျွန်ုပ်တို့၌တင်တော်မူပါနဲ့အိုးထာဝရဘုရားကိုရောသည်အလိုတော်ရှိတော်မူသည့်အတိုင်းပြုတော်မူဤဟုထာဝရဘုရားအားကြွေးကြော်တောင်းပန်ပြီးမှယောနာကိုချီပြီးပြန်လဲထဲသို့ချပစ်ကြ၏ထိုအခါပြန်လဲလှိုင်းတဘိုးသည်ငိမ့်လေ၏တင်မောသားတို့သည်လည်းထာဝရဘုရားကိုအလွန်ကြောက်ရွံ့သဖြင့်ရစ်ပူဇော်၍တစ္ဆာကတိထားကြ၏ကြည့်စာဖြစ်တဲ့အခါမှာဗါလဲသူဘသူစီဆူတောင်းတယ်မိမိနဲ့ဆိုင်တဲ့ဘုရားကြီးစီဒါမဲ့ထိုင်းတဘူးရက်သွားတဲ့အခါမှာထာဝရဘုရားအဲ့ဒီကို Lord လို့ရေးထားတယ် LHOHRGD Lord လို့ရေးထားတယ်အစမှာသူတို့ဘုရားကိုဆူတောင်းတယ်ဒါပေမဲ့ယောနာကိုချပြလိုက်တဲ့အခါမှာပြင်လဲနေသွားတဲ့အခါမှာသူကိုယ်ဝဲတဲ့ဘုရားအသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတာသူတို့သိတဲ့အခါမှာအဲ့ဒီထာဝရဘုရားကိုသူကစီကိုဆူတောင်းတာဖြစ်တယ်ရစ်ပူဆိုတာဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်သူတို့ဘုရားစီကနေထာဝရဘုရားစီဟာလေလုယာဒါကိုကျွန်တော်တို့ပြရတာဖြစ်တယ်ဘာလို့အခန်းကြီးတက်တင်ပေါ်သားတွေဆူတောင်းတယ်အခန်းကြီးနဲ့မှာဘယ်သူဆူတောင်းလဲ Prophet Jonas ဆူတောင်းတယ်ဘယ်နေရာနေဆူတောင်းလဲငါးကြီးဝန်ထဲကနေဆူတောင်းတယ်ငါးကြီးဝန်ဘိုက်ထဲကနေဆူတောင်းတယ်တွေ့ရတယ်အခန်းကြီး3မှာဘယ်သူတွေဆူတောင်းလဲနိနဝေမြို့သူမြို့သားတွေရှင်ဘုရင်ကနေဟိုးအောက်ဆုံးမှာရှိတဲ့ကျွန်းတွေကစားသူတို့တွေရှောင်းနေအဝတ်ကိုဝတ်ပြီးတော့အစားရှောင်ပြီးတော့သူဆူတောင်းတာတွေ့ရတယ်ဟာလေလုယာအခန်းကြီး3မှာအခန်းကြီး4မှာဘယ်သူထပ်ပြီးတော့ဆူတောင်းတယ်ဆိုရင် Prophet Jonas ဆူတောင်းအဲ့ဒီဆူတောင်းတာတော့ဗာလဲဘုရားကနိနဝေမြို့သူမြို့သားတွေကိုမဖြတ်စီပဲနေတဲ့အခါတော့ယောနာအရန်ကိုဒေါသထွက်ပြီးတော့ပါတယ်အတမ်းရှင်ရှင်တော့ငါတက်ကိုယူလိုက်ဘုရားကိုသူဆုတောင်းတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကြောင့်ဒီယောနာဝတ္ထုခန်းကြီး၄ခန်းစလုံးမှာဆုတောင်းခြင်းနဲ့ကျင့်လို့ရတယ်ခုအောင်ရှိတာကြောင့်ဆုတောင်းခြင်းကိုကျွန်တော်တို့ကိုတင်ပေးခြင်းတဲ့အရာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကပြောရအချင်းဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီယောနာဝတ္ထုနဲ့ပတ်သက်ပြီးဒီယောနာဝတ္ထုဟာဝိပန်ရေးသမားတွေကအိုက်ရှမ်းကိုဝိပန်တဲ့ဝတ္ထုဖြစ်တယ်အရန်ကိုဝိပန်သူတို့ပါစကနေလုံးဝမချဘူးဝိပန်နဲ့အဝိပန်ပြစ်တင်ခြင်းအရန်ကိုခံတဲ့ဝတ္ထုဖြစ်တယ်အဲ့ဒီထက်ကကျွန်တော်ချက်ပုံချက်ကိုကျွန်တော်ပြောမယ်နံပါတ်1ဝိပန်ရေးသမားတွေကသူတို့ကဘာပြောလဲဆိုတော့ယောနာဝတ္ထုကိုသူတို့ဖတ်ပြီးတော့ဒီယောနာဝတ္ထုကအမှန်တကယ်ဖြစ်ပျက်ခဲ့တာဒါယောနာကတင်ပေါ်ပေါ်မှာအိပ်ပျော်နေတယ်အဲ့ဒီအိပ်ပျော်နေတဲ့အချိန်မှာသူအိမ်မက်မက်အဲ့ဒီသူ့ရဲ့အိမ်မက်မှာလေပြင်းတွေတိုက်ပြီးတော့လှိုင်းတဘိုးတွေတိုက်ခါတယ်အဲ့ဒီသူ့ရဲ့အိမ်မက်အကြောင်းကိုသူပြောတာဖြစ်တယ်အမှန်တကယ်ဖြစ်တာဆိုပြီးတော့ဝိပန်လေကန်တဘာလီကလေကန်တဘာလီကအဲ့လိုပြောကြတယ်နံပါတ်1
နံပါတ်1ကတော့ဘာပြောကြလဲဆိုဒီဂျောနာဝတ္ထုကအမှန်တကယ်ဖြစ်ပျက်ခဲ့တာမဟုတ်ဒါပုံပြန်ပဲဒါတန်တာရီပဲဘာလဲဆိုတော့ဖီနူးစီယာလူမျိုးတွေရဲ့ဟာဂျူလီနဲ့ the sea master တိုက်ခိုက်ကြတယ်တန်တာရီပုံစံမျိုးပဲဒါအမှန်တကယ်ဖြစ်ခဲ့တာမဟုတ်ဆိုပြီးတော့သူတို့ရေဝေဖန်ကြနံပါတ်3ချက်ကတော့ဘာလဲဆိုတော့ဒီယောနာဝတ္ထုကတော့အမှန်တကယ်ဖြစ်ခဲ့တာမဟုတ်ဘူးတနေ့တော့ယောနာကပြင်လေကန်းစံနာမှာလမ်းလျှောက်နေတဲ့အချိန်မှာလီပြင်းတိုက်ပြီးတော့ဆိုင်းတူတိုက်အဲ့ဒီချိန်မှာကန်းစံမှာတည်နေတဲ့ငါးကြီးကောင်ရှိအဲ့ဒီငါးကြီးထဲမှာယောနာကပွားပြီးတော့ဝင်ပုံအဲ့ဒီကြောင့်ယောနာကရေးထားတာဖြစ်တယ်ဆိုပြီးတော့သူတို့တွေကဝေဖန်ကြတယ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဝေဖန်ရေးသမားတွေကသူ့ဝေဖန်မှုကမှန်ကန်မှုရှိပါလေဆိုရဲတက်တည်ပြလို့ခိုင်လုံတဲ့တက်တည်ပြမှုဘာတစ်ခုမှမရှိသူတို့ရဲ့အထင်ကြီးရဲ့ယူဆချက်တွေဖြစ်ဒါပေမဲ့ဒီယောနာဝတ္ထုကအမှန်တကယ်ဖြစ်ပါတယ်ဆိုတာကိုတမန်ကျဲစာဓမ္မဟောင်းပဲဖြစ်ဖြစ်ဓမ္မတက်ကပဲကျွန်တော်ပြောတာတကယ်ကိုယုံကြည်ထိုက်တဲ့တက်တည်ခံချက်ဟာလေလုယာအဲ့ဒါကိုကျွန်တော်ကြည့်ရအောင်ဒီဝေဖန်လေးကန်ရေးသမားတွေကဓမ္မဟောင်းကျမ်းကရှင်ဘရင်ဒီရေရောပါလို့အမှန်တကယ်ရှိခဲ့တယ်ဆိုတော့တို့ဘယ်တော့မှတန်တရားဘူးဣသရေလလူမျိုးဆိုတာလည်းရှိခဲ့တယ်ဆိုတော့တန်တရားမရှိဘူးတကယ်ရှိခဲ့ရေရောပါဆိုတာလည်းဣသရေလနိုင်ငံကိုအုပ်စိုးတဲ့ရှင်ဘရင်ဖြစ်တယ်ဆိုတော့တို့လုံးဝအကျွမ်းမဲ့ယုံကြည်တယ်ဟာမတ်မြို့ဆိုတာလည်းအမှန်တကယ်ရှိတဲ့မြို့ဖြစ်တယ်ဆိုတော့တို့ယုံကြည်တယ်အဲ့ဒီရှင်ဘရင်ဒီအကြောင်းရေးထားတဲ့နေရာမှာprophet ယောနာကြောင့်လည်းကိုရဖြစ်တယ်။ဘာမှလဲဆိုတော့400အခန်းကြီး14ဓမ္မရာဇဝင်စရုပ်ထဆောင်14ဓမ္မရာဇဝင်စရုပ်ထဆောင်1424အပိုင်နဲ့24လို့တွေ့ရပါတယ်။ထိုမြတ်ဒီထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၍ဣသရေလမျိုးကိုပြတ်ပါစေသောနေဘတ်သာရေရောပါဒုစရိုက်အပြစ်ကိုမစွန့်ပဲနေ၏ဣသရေလအမျိုးဘုရားခင်ထာဝရဘုရားသည်မိမိကျွန်ဂါတိပါမျိုးကိုအမိတေတာ prophet ယောနာအဖြစ်မိန်တော်မူသောစကားအတိုင်းထိုမြတ်ဒီဣသရေလနိုင်ငံကိုဟာမတ်မျိုးဝင်မှဒီထိုင်ပြန်တဲ့အတိုင်းအောင်ရန်သူလက်မှာနှုတ်ပြီးပြုစုအဲ့ဒီဝိသန်လေကပြီးသမားတွေကဣတရီလအမျိုးဆိုတာအမှန်တကယ်ရှိတယ်ဆိုတော့ဘယ်တော့မှတန်တရားမရှိဘူးအမှန်တကယ်လည်းရှိခဲ့တယ်ဒီမှာရေရောပါဆိုတဲ့ရှင်ဘုရင်ဟာလည်းဣတရီလနိုင်ငံကိုအုပ်စိုးတဲ့ရှင်ဘုရင်ဖြစ်တယ်ဆိုတော့သူတို့လုံးဝကျွမ်းမဲ့ကိုကြည်လက်ခံဟာမတ်မျိုးဆိုတာလည်းအမှန်တကယ်ရှိတယ်ဒီမှာဟောပြတဲ့ယောနာအမိတဲရဲ့ယောနာဂါတိဖာမြို့နေအမိတဲရဲ့ယောနာဆိုတာလည်းအမှန်တကယ်ရှိခဲ့တဲ့ယောနာဖြစ်တယ်။အချို့ကပြောတယ်အဲ့ဒီဝေဖန်ရေးသမားတွေဒီဓမ္မရာဇဝင်ခန်းကြီး14အပိုက်နဲ့24 25ကယောနာကအခြားသောယောနာဖြစ်တယ်။ဒီနာဝတ္ထုကယောနာမဟုတ်ဘူး။ဖြစ်နိုင်လားစဉ်းစားကြည့်အောင်ဖြစ်နိုင်လူနှစ်ယောက်နေတဲ့မြို့ဂါတိဖာမြို့နဲ့အတူပြီးတော့ဖခင်နာမည်ကလည်းအမိတဲလုပ်တဲ့အလုပ်ကလည်း prophet နာမည်ကလည်းယောနာလူနှစ်ယောက်မှာအဲ့လောက်တိုက်ဆိုင်ရှိတယ်တော့မရှိနိုင်ဒါကြောင့်ဒီဓမ္မရာဇဝင်အခန်းကြီး14အပိုက်နဲ့24 25ကယောနာဟာဒီ prophet ယောနာဖြစ်တယ်ဆိုတာကိုဓမ္မဟောင်းကျမ်းကကျွန်တော်တို့ကိုတက်ပြီးဖြေတာဖြစ်တယ်ဟာလေလုယာဒါတင်မကတည်းဘူးဓမ္မတိကျမ်းကိုကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာဓမ္မတိလုကာ7ရှင်လုကာခရစ်ယာန်ခန်းကြီး7:30တခင်ယေရှုခရစ်တော်ကိုယ်တိုင်ကပြောတာဖြစ်တယ်ကျွန်တော်ဖတ်ပြပါမယ်ယောနာဒီနိနဝေမြို့သားတို့ဟာနမိတ်လက္ခဏာဖြစ်တဲ့ကဲ့သို့လူသားဒီဤမျိုးအားဖြစ်တယ်ဒါတင်မကတည်းဘူးဘာပြောထားတယ်လဲဆိုတော့မတ်တဲစနစ်39ကနေ47ကျွန်တော်ဖတ်ပါမယ်ကို
ကိုရောကစိုးရိမ်၍မြောက်မှထသောအမျိုးသည်နမိတ်လက္ခဏာကိုတောင်းသည်မှာ prophet ယောနာ၏နမိတ်လက္ခဏာမှာတပါအဘယ်လက္ခဏာကိုများသူတို့အားမပြရယောနာသည်ငါးကြီးဝမ်းထဲမှာ3ရက်နေရတဲ့ကဲ့သို့လူသားသည်မြေကြီးထဲမှာ3ရက်နေရတယ်တရားဆုံးဖြတ်တော်မူသောအခါနိနဝေမြို့သားတို့သည်ဤလူမျိုးတစ်ဖက်၌ထ၍အရှုံးခံစေတဲ့အကြောင်းမူကားထိုမြို့သားတို့သည်ယောနာဟောပြောသောစကားကြောင့်နောင်ကားရကြ၏ဤအရက်၌ကယောနာထက်သာ၍ကြီးမြတ်တော်မူရှိတော့ယေရှုခရစ်တော်ကိုယ်တိုင်ယောနာဟာအမှန်တကယ်ရှိခဲ့တဲ့ prophet အမှန်တကယ်ဖြစ်ခဲ့တဲ့ငါးကြီးဝမ်းပိုက်ထဲမှာ3ရက်နေခဲ့တယ်နိနဝေမြို့သူမြို့သားတွေအတွက်တတ်သိဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ကိုယ်တိုင်ကတတ်သိခံတာဖြစ်တယ်။ဒါကြောင့်ယောနာဝတ္ထုဟာအလင်းညာပဲအမှန်တကယ်မဖြစ်ခဲ့ဘူးဆိုပြီးတော့ကျွန်တော်တို့မြင်ပယ်တယ်ဆိုရင်တခင်ယေရှုကိုမူတာပြောတယ်လိန်ပြောတယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ဝိုက်ပြီးတော့ကျွန်တော်ပြောတာအတူတူဖြစ်တယ်။ယေရှုခရစ်တော်ကတော့အမှန်တကယ်ရှိတယ်ဆိုပြီးတော့ဓမ္မသစ်ကျမ်းမှာတူထားတာဖြစ်တယ်။ဒါကြောင့်ယောနာဝတ္ထုကိုကျွန်တော်တို့မြင်ပယ်တယ်ဆိုရင်ယေရှုကိုလည်းကျွန်တော်တို့မြင်ပယ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ပြောချင်တယ်ယောနာဝတ္ထုဟာအမှန်တကယ်ဖြစ်ခဲ့တဲ့အဖြစ်ဖြစ်တဲ့ဒါကိုဓမ္မဟောင်းကပဲဖြစ်ဖြစ်ဓမ္မသစ်ကပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုခိုင်လုံတဲ့သက်တည်ကျွန်တော်တို့ပို့ပြီးထားတာဖြစ်တယ်ဟာလေလုယာဒါဟာယောနာဝတ္ထုကိုကျွန်တော်အကျဉ်းချုပ်ပြီးတော့ကျွန်တော်တို့ဒီပြည့်ရနောက်ခိုင်မိုင်းအကြောင်းရှိလို့မြင်ချင်ဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်ဒီနာကောင်းစဉ်ကတော့ထပြီးဘုရားခင်ကဆုတောင်းပါဒီရတဲ့ကနေမြောက်များစွာတင်ဖို့ရှိတယ်အဲ့ဒီထက်ကကျွန်တော်ချက်၄ချက်ကိုပဲအကုန်ချုံးပြီးတော့ကျွန်တော်ပြောသွားတယ်ပေါ့နော်ဆိုတော့နံပါတ်1ကနံပါတ်1ဖယားသခင်နဲ့မိတ္တဟာယဖယားသခင်နဲ့ဆက်ဆံရေးမှန်ပါစေမှန်ကန်ပါစေဆိုတဲ့အချက်ဖြစ်ပါတယ်ဘုရားသခင်နဲ့မိတ္တဟာယဘုရားသခင်နဲ့ဆက်ဆံရေးမှန်ကန်ပါစေဆိုတဲ့အချက်ကိုကျွန်တော်နံပါတ်1ချက်နဲ့ဝင်ဟာလို့ရတယ်ကျွန်တော်ခိုင်းကြည့်အပိုင်းနဲ့တက်ကနေ3ကိုကျွန်တော်ဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့အမိတဲ့တာ prophet ယောနာစီမှာထာဝရဘုရားရဲ့နှုတ်ကပတ်ကိုရောက်လာတယ်။အဲ့ဒါကဘာလဲဆိုရင်ကဲမင်းထပြီးတော့နိနိုဝေမြို့ကြီးကိုမင်းသွားအဲ့ဒီမှာရှိတဲ့လူတွေအပြစ်ဟာအရှမ်းများတယ်။ဒါကြောင့်သူတို့ကိုချိန်ချောက်တဲ့စကားသွားပြော။သူတို့ရဲ့အပြစ်ဟာငါစီတော်ရောက်လာပြီ။ငါသူတို့ကိုဖျက်ဆီးတော့မယ်။အဲ့ဒါကိုသွားပြောပါဆိုပြီးတော့ပြောခဲ့တယ်။ဒါပေမဲ့ယောနာကဘုရားစကားကိုနားမထောင်ချင်ပဲသူပဲပြေးသွားတယ်ဆိုတော့ရုပ်ပင်ရုပ်ကိုသွားပြီးတော့တာရှူပြေးသွားတယ်ဆိုတော့ကိုတွေ့ရတယ်ဒီမှာဖခင်ကသူ့ကိုတွားခိုင်းတဲ့မိနဝေမြို့ဆိုတာသူနေတဲ့ဂါတေဖာမြို့ကနေမိုင်ပေါင်း900ပဲနေတာဖြစ်တယ်မိုင်ပေါင်း900အဲ့ဒီနေရာကိုကုန်းချောင်းခရီးနဲ့တွားလို့ရတယ်ကုန်းချောင်းခရီးနဲ့တွားလို့ရတယ်ဒါပေမဲ့ယောနာအခုပြေးတဲ့တာရှူမြို့ကသူနေတဲ့ဂါတေဖာမြို့ကနေမိုင်ပေါင်း2000နဲ့မှ900ဝေးဖြစ်တယ်။ကုန်းချောင်းနဲ့တွားလို့မရဘူး။ရေချောင်းနဲ့တွားလို့ရတယ်ဖြစ်တယ်။အဲ့လိုတွားတယ်။အဲ့တွားတဲ့အခါမှာတွားဖို့သူဘယ်ကိုရင်တွားလဲဆိုတော့သူဒီလိုပြောတယ်။တုတ်တော်ယောနာဒီပိုက်နေတော့မှာတုတ်တော်လေယောနာဒီထာဝရဘုရားခံတော်မှာတာရှုမြို့ကိုပြေးနေခြင်းရှိတယ်။ထပြီးရုပ်ပေမြို့ကိုတွား၍ရောက်တဲ့ဖြစ်ရုပ်ပေမြို့ရုပ်ပေယောနာနေတဲ့မြို့ကဂါတိဖာမြို့ဖြစ်တယ်ဒီနားတော့မြေပုံကိုကျွန်တော်ကြည့်တဲ့အခါမှာဒီနားတော့ရုပ်ပေမြို့ကအောက်ယောနာနေတဲ့မြို့အောက်တော့အဲ့ဒါကြောင့်ယောနာကရုပ်ပေမြို့ကိုဆင်းသွားတဲ့သဘောရှိတယ်။ဒါကြောင့်အင်္ဂလိပ်ကျမ်းစာမှာဆိုရင် he went down to Joppa ဆိုပြီးတော့ထားတယ်သူရုပ်ပေမြို့ကိုဆင်းသွားတယ်အဲ့လိုဆင်းသွားတဲ့အဲ့ဒီရုပ်ပေကနေတာရှုကိုတွားဖို့တင်းဘောခါကိုပြီးတော့တင်းဘောထဲကိုထပ်ပြီးတော့ဆင်းအဲ့ဒီတင်းဘောကနေသူဘယ်ကိုထပ်ဆင်းတယ်ဆိုဟိုးအောက်ဆုံးဖြစ်တဲ့ပြင်းလေတမုတ်နေရကျမ်းပြင်ငါးကြီးဝမ်းပိုက်ထဲကိုဆင်းသွားရတယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်နေတယ်။ဘာကြောင့်လဲဖယားစကားနားမထောင်ချင်တဲ့ယောနာဖယားနဲ့မိတ္တဟာရဲ့မမှန်တဲ့ယောနာဖယားနဲ့ဆက်ဆံရေးမမှန်တဲ့ယောနာရဲ့အတ္တဟာတဖြည်းဖြည်းအောက်ကိုကြာဆင်းလာဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့မှာကျွန်တော်တို့အတ္တကိုလည်းဒီမှာရှိတဲ့လူငယ်တွေကျွန်တော်တို့အတ္တကိုလည်းပြန်ပြီးတော့ဆင်ခြင်ကြည့်အောင်။ဖယားသခင်နဲ့ကျွန်တော်တို့မိတ္တဟာရ
ရမှန်ကန်တာဆက်ဆံရေးမှန်ကန်တာဖယားသခင်နဲ့ဆက်ဆံရေးမတ္တာရမမှန်ကန်ဘူးဆိုရင်ကျွန်တော်အတ္တတာဟာတိုးတက်ဖို့လမ်းမရှိပါဘူးယောနာတို့အောက်ကိုတဖြည်းဖြည်းဆင်းပြီးတော့ဟိုးအောက်ဆုံးကိုရောက်ဖို့ပဲရှိပါတယ်တော့ကျွန်တော်လည်းနည်းနည်းတတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဘုဒ္ဓလောလေးရပဲတော့ကိုယ်တိုင်လည်းဖယားနဲ့မိတ္တာရမှာဖယားနဲ့ဆက်ဆံရေးမမှန်တဲ့အခါမှာလုံးဝကိုကျွန်တော်ဆုတ်ပြတ်တာတော့ကိုယ်တိုင်လည်းလုံးဝကိုဆုတ်ပြတ်တာတော့ကျွန်တော်ကျန်းစာပုံမှန်ဖတ်တာကျွန်တော်သိမဖတ်ချင်ပါဘူးကျွန်တော်ဗါလဲစုအမြဲတမ်းတောင်းလာတယ်မတောင်းချင်ဘူးအဲ့လိုနေတဲ့အခါမှာမကြောက်ဘူးကြောက်လုံးဝကိုဆုတ်ပြတ်တတ်သွားတာကျွန်တော်ကိုယ်တိုင်အကြောင်းဒီကလေးဒီလူကတော့အရန်တောက်တယ်ဒါပေမဲ့မွေးစီဝါရန်ကုန်တယ်သူ camping cruise တက်ပြီးတော့မတောက်တော့ပဲ၄-၅လလောက်နေပြီးအခုပြန်တောက်တယ်ပြန်လောက်တယ်အဲ့ဒါဘာမှမဟုတ်တကယ်ဆိုရင်အဲ့ဒါဘာလဲဆိုဖယားနဲ့မိတ္တာရဖယားနဲ့ဆက်ဆံမမှန်တဲ့အတွက်ကြောင့်တဖြည်းဖြည်းအောက်ကိုရောက်ဆင်းလာတယ်ဒီကနေ့ကျွန်တော်တို့လူငယ်တွေဒီမှာရှိတဲ့ဒီကောင်ပေါင်းတို့ကျွန်တော်တို့အတ္တတာမှာဖယားနဲ့မိတ္တာရမှန်မှုအင်မတန်မှအရေးကြီးတာဖြစ်တယ်ဖယားနဲ့ဆက်ဆံရေးမှန်မှုအင်မတန်မှအရေးကြီးတာဖြစ်တယ်ဖယားနဲ့မိတ္တာရဆက်ဆံရေးမမှန်တဲ့အတွက်ကြောင့်အတ္တတာတဖြည်းဖြည်းအောက်ကိုကျဆင်းသွားတဲ့ prophet ယောနာကိုယုံကြည်သူတဲ့ဘုရားတော်ဖြစ်ပါစေ။ Hallelujah ။သူနဲ့မိတ္တာရမှန်ပြီးတော့အတ္တတာတိုးတက်တော့ကောင်းစားတော့ယုံကြည်ဖြစ်ဘုရားတော်တဲ့ကိုရှိတာဖြစ်တယ်။ Amen ။အာမင်။ဒါကြောင့်ဘာပြောလဲ။ယောဘဝတ္ထုအခန်းကြီး22ကျွန်တော်ဖတ်ပြီးပါ22အပိုက်21ကိုဖတ်ပြီးပါ။တယောက်အတန်ကြီးကြီးယောဘဝတ္ထုခန်းကြီး22အပိုက်နဲ့21ဖျားသခင်နဲ့အကျွမ်းဝင်၍မိတ္တဟာယဖွဲ့တော်ထိုတို့ပြုမအကောင်းစားခြင်းတို့ရောက်ရလိမ့်မည်။အာမင်။စကုပြရကျေးဇူးတင်ပါတယ်။ဖယားသခင်နဲ့မိတ္တဟာယအကျွမ်းဝင်၍မိတ္တဟာယပြုတော်တို့ပြုမကောင်းစားခြင်းတို့ရောက်ကျွန်တော်ကောင်းစားခြင်းသလားဆိုတော့ကောင်းစားခြင်းနဲ့ဆိုရင်ဖယားနဲ့ဗါလဲအကျွမ်းဝင်ပြီးတော့မိတ္တဟာယပြုဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာဖယားနဲ့မိတ္တဟာယမှန်ဖို့အမှန်တရားကြီးကြီးတာဖြစ်တယ်ဣသရေလလူမျိုးတွေတမိုင်းကိုဖတ်ကြည့်လိုက်ဓမ္မအောင်ချမ်းကဖယားနဲ့သူတို့မှန်တယ်ဆိုရင်သူတို့ရဲ့တိုင်းပြည်စစ်ရင်စီးပွားရေးအဖက်ဖက်မှာဖယားကအရာရှိတယ်ဘေးမှာရှိတဲ့တိုင်းပြည်ကသူတို့နိုင်ငံကိုအခွန်ပေးရတယ်။ဒါပေမဲ့ဖယားနဲ့မိတ္တဟာယပြတ်သွားတဲ့အခါမှာဘာဖြစ်လဲ။ဟိုးအောက်ဆုံးကိုသူကြောက်တယ်။ကြုံပြရောင်းစားခံရတယ်။အမျိုးမျိုးနှိမ့်ဆက်ခံရတယ်။ဘာကြောင့်လဲ။ဖယားနဲ့မိတ္တဟာယမပတ်လို့ဖြစ်တယ်။တရားသူကြီးမဆာဆိုရင်ဒီလိုပဲဣသရေလလူမျိုးတွေရဲ့တက်တာပါ။အပေါ်တက်လိုက်အောက်ကိုဆင်းလိုက်အပေါ်တက်လိုက်အောက်ကိုဆင်းလိုက်တာပဲ။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကောင်းစားပြီးတော့တိုးတက်တော်သူဖြစ်ဖို့ဖယားနဲ့မိတ္တဟာယမှန်ဖို့ဒီမှာတမ်းမှအရေးကြီးတာဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။အကြောင်းဒီကနေ့ဒီမှာရှိတဲ့ဒီဘောမတွေကိုကျွန်တော်နံပါတ်1အချက်အနေနဲ့ကျွန်တော်ဝင်ခလိုတာကဖယားသခင်နဲ့အကျွမ်းဝင်ပြီးတော့မိတ္တဟာယပြုပါ။အဲ့လိုပြုတဲ့ဆိုရင်ကောင်းစားခြင်းရှိဖြစ်တယ်။ကျွန်တော်တို့ဖယားနဲ့မိတ္တဟာယဒီကနေ့ဘယ်လိုရှိတယ်။ကိုစံစဖို့ဒီနေ့နံပါတ်1ချက်နဲ့ဒီကခေါ်အပ်ပြီးရဖြစ်တယ်နံပါတ်2ကတော့အေဝံဂေလိတရားနောင်တတရားကိုဝေထားဆိုတဲ့အချက်ဖြစ်တယ်နံပါတ်2ကတော့အေဝံဂေလိတရားနောင်တတရားကိုဝေထားပါဆိုတဲ့အချက်ဖြစ်တယ်ဆိုတော့ဒီမှာကြည့်တဲ့အခါမှာဘုရားကယောနာကိုကဲမင်းတွားပြီးတော့ညီဝေမျိုးကိုတွားပါအဲ့ဒီညီဝေမျိုးဆိုတာဣသရေလလူမျိုးတွေရဲ့မဟာယံဖြစ်တယ်အဲ့ဂျောနာရမုန်းတဲ့လူဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီအာရှုရီလူမျိုးတွေကဒီတမိုင်းကိုကြည့်တဲ့အခါမှာအရှမ်းကိုရက်ဆက်တယ်ဖြစ်တယ်။အရှမ်းကိုရက်ဆက်တယ်သူတို့တော့ရက်ဆက်တဲ့ empire ဆိုတာမရှိဘူးတမိုင်းလူကိုအရှင်လက်ဗါတယ်အသားကနေတစ်အောင်ဘလို့ဒီတန်နဲ့သူတို့ချိန်ပြီးတော့မြို့တကားဝါကိုချိန်ထားတယ်အရှင်လက်ကတော့
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ငါ6တန်းတာရှိတယ်နော်သူတို့ကလူ6တန်းတာလူ6တန်းတာသူတို့အဲ့လိုလုပ်ကြတာအရန်ကိုဆိုးတယ်သူတို့ကြိုက်တဲ့ချိန်ပြည်သူတွေကတိုင်းပြည်ကိုလာတယ်သူတို့အိမ်နေပြီးရှို့ပေးတယ်ဗါလဲသူတို့ရဲ့အဖေအမေတွေသူတို့တပ်ပေးတယ်သူတို့သားသမီးတွေချိုးဖြစ်ဖမ်းပေါ်သွားကြတယ်သူတို့စိုက်တယ်လို့လုပ်တယ်ဒါကြောင့်ဒီလူတွေပြောင်းလဲသွားမှာကိုရောနာဘုံအောင်ချက်သူနဲ့အယံမုန်းနဲ့သူယံမုန်းနဲ့ဖြစ်တယ်ဒါကြောင့်သူတို့ပြောင်းလဲသွားမှာအယံကြောက်တယ်ဘုရားကသူတို့တရားစီရင်သူတို့လူချက်တယ်ဒါပေမဲ့ဘုရားကအဲ့ဒီသူအယံမုန်းတဲ့လူရှိကိုတွားပြီးတော့ချိန်ချောက်ရစကားအင်္ဂလိပ်မှာဆိုရင် preach against သူတို့နဲ့ဘယ်လိုပြောလဲစန့်ကျင်ပြီးတော့ဟောပါတရားဟောပါဆိုပြီးတော့ပြောတာဖြစ်တယ်ဆိုတော့ဒီကနေ့အေးဝင်ကြီးတရားဆိုတာအပြစ်ထဲမှာချဆင်းတဲ့လူတွေရဲ့လိုချင်တဲ့အရာတွေလုံးဝကိုစန့်ကျင်တဲ့အရာဖြစ်တယ်စန့်ကျင်တဲ့အရာအဲ့ဒီအရာကိုပြောခိုင်းနေတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့လည်းယောနာကိုဘုရားကအယံမုန်းနဲ့သူလုံးဝမချစ်နိုင်တဲ့လူတွေစီသွားပြီးတော့အေဝံဂေလိတရားနောင်တတရားကိုဟောမိနာထားဒီကနေ့ကျွန်တော်ကြည့်တဲ့အခါကျွန်တော်တို့လည်းအပြစ်ထဲမှာကြဆင်းသွားတဲ့အခါမှာဗာလေဘုရားနဲ့ရန်သူဖြစ်တယ်အဲ့ဒီလိုရန်သူဖြစ်တဲ့လူတွေစီကိုဘုရားကပြည့်တဲ့မာရီတော်သားတော်ကိုစီလွတ်ပြီးတော့ဗာလေအေဝံဂေလိတရားနောင်တတရားကိုနားစီနေတာဖြစ်တယ်ဘာလို့ဆရာရှင်ယောဟန်ရဲ့တရားဥပဒေပါလဲနိုင်ငံတော်တည်လူနီးပြီးနောင်တရကြတခင်ယေရှုရဲ့တရားဥပဒေပါလဲနိုင်ငံတော်တည်လို့နီးပြီးနောင်တရကြတမန်တော်ရဲ့တရားဥပဒေပါလဲတမန်တော်ခန်းကြီးတစ်ကိုဖတ်ပြီးသူမင်းတို့နောင်တရဒီမှာလဲယောနာကိုနောင်တရဖို့ရတော့ဟောခိုင်းနောင်တရဘာကြောင့်လဲဖခင်ကဒီမှာစိတ်တူနေအမျက်ထွက်နေတယ်ဒေါသထွက်နေတယ်ဖယားကိုဒီနေ့ကျွန်တော်တို့ကအရန်ပြောရပါတယ်ဆိုတော့ဖယားချစ်ချင်းနေတာဖြစ်တယ်မှန်ပါတယ်ဖယားချစ်ချင်းနေတာကျွန်တော်လုံးဝတရားမှတရားကျွန်တော်လက်ခံတယ်ဒါပေမဲ့တစ်ဖက်မှာဖယားဟာဒေါသထွက်ပြီးတော့စိတ်ဆိုးနေတယ်ဖယားဖြစ်တယ်ဆိုတမန်ကျမ်းစာကျွန်တော်တင်ပြီးတယ်ဘတ်တူရဲ့ပေါ်မှာလည်းအပြစ်သားတွေအပေါ်မှာစိတ်ဆိုးတယ်စာလံအခန်းကြီး9အပိုက်ငယ်9စာလံအခန်းကြီး9စာလံနံပါတ်9ပိုက်ငယ်7ဖယားဟာအပြစ်လုပ်နေတဲ့လူတွေပေါ်နေတိုင်းဒေါသထွက်နေတဲ့ဖယားဖြစ်တယ်ဘယ်လောက်ကြောက်စရာကောင်းလဲအယံကိုကြောက်စရာကောင်းလူချုပ်ကပြောတယ်ဟာဖယားကအပြစ်ကိုမုန်းတယ်အပြစ်သားကိုချစ်တယ်မှန်ပါတယ်ဒါပေမဲ့တတိထားဖို့ကပါတယ်ဆိုတော့ဖယားကအပြစ်ကိုငရဲမှာအပြစ်ကိုချမှာဘူးအပြစ်သားအပြစ်လုပ်တဲ့လူကိုငရဲချတယ်ဒါကြောင့်ဖယားကကျွန်တော်အပြစ်သားတွေပေါ်မှာစိတ်ဆိုးနေတယ်ဒီမှာနေနေဝင်မြုပ်သားတွေအယံကိုဆိုးသွမ်းနေတဲ့ကြောင့်သူတို့ကိုဖြစ်စီတော့မယ်အယံစဉ်းစားကြည့်ပါအိမ်တိမ်မှာဖခင်ကြီးအကြီးဆုံးဖခင်ကသူ့ရဲ့ဇနီးသူ့ရဲ့သားသမီးပေါ်မှာစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုအဲ့ဒီအိမ်မှာရှိတဲ့ဇနီးနဲ့သားသမီးတွေတော့ဘလောက်မရခဲ့နိုင်ငံတနိုင်ငံမှာအကြီးဆုံးခေါင်းဆောင်ကြီးကတိုင်းသူပြည်သားတွေပေါ်မှာစိတ်ဆိုးပြီးဆိုရင်ဘလောက်ကြောက်စရာကောင်းတယ်တိုင်းသူပြည်သားတွေအခုကဖခင်တရားမဟုတ်ဘူးတိုင်းနိုင်ငံတစ်ခုကခေါင်းဆောင်တရားကိုလောက်မဟုတ်ဘူးစัจ java လာတစ်ခုလုံးကိုဖန်ဆင်းတဲ့ဖခင်ကအပြစ်လုပ်နေတဲ့လူတိုင်းပေါ်မှာစိတ်တူနေတာဖြစ်တယ်ဒေါသထွက်နေတာဖြစ်တယ်ဘလောက်ကြောက်ကောင်းလဲအဲ့ဒီဖခင်ရဲ့အမျက်ကတူမှရရှာကျွန်တော်ကောင်းဖို့ကိုလုပ်ချင်တယ်မရဘူးကျွန်တော်ပေးကမ်းလူတန်းချင်ကျွန်တော်ကောင်းသောအချက်လုပ်ချင်တယ်မရဘူးကျွန်တော်အကောင်းဆုံးစူးစမ်းခြင်းဟာပါလေဘုရားရှိပါတကယ်အရန်ကိုရွှေစရာကောင်းတယ်လက်ကြီးဆုံးဖြစ်တယ်ဒါမဲ့တရင်ကောင်းရှိတယ်အဲ့ဒါကပါလေအဲ့ဒီဘုရားရဲ့အမျက်ဘောတာခွတ်ဖလားအားလုံးကိုတခင်ယေရှုခရစ်တော်ကတင်တဲ့ကျွန်တော်ပူစားလောကကားမှာခံရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဒီသရှင်မှာဥယျာဉ်ထဲမှာတခင်ယေရှုကပြောတယ်။အိုဘာဖြစ်နိုင်လဲဆိုဒီခွက်ကကျွန်တော်ကိုလွန်သွားပါစေ။တခင်ယေရှုပြောတဲ့ခွက်ကဘာခွက်ကျွန်တော်သိဖို့လိုတယ်ဘာခွက်ကျမ်းစာကျွန်တော်လေ့လာတဲ့အခါမှာကျမ်းစာမှာခွက်နှမျိုးရှိတယ်။နံပါတ်1ခွက်ကတော့ဂျေဇုတော်ခွက်ပါ။စာရန်23ပိုက်တယ်ငါ
နားမှာဂျေဇုတော်ခေါပလာဟာကျွန်တော်ရှန်လက်ရှိပါတယ်ဂျေဇုတော်ခေါပလာဒါပေမဲ့ဂိတရှေမဦးရမှာတခင်ယေရှုကဒီခွက်ကကျွန်တော်ကိုလုံးပါစီလို့ပြောတာဖယားသခင်ရဲ့အမျက်တော်ခေါပလာယေဇတိလာတယ်ပါအဲ့ဒီအရာကိုယေရှုခရစ်တော်ကလောက်ပါခိုင်းပေါ်မှာတင်တဲ့ကျွန်တော်ခံရမယ်ဖယားရဲ့အမျက်တော်တာအားလုံးကိုခံရခဲ့တာဖြစ်တယ်ဒါကြောင့်အင်္ဂလိပ်လိုပြောတဲ့ဆို anybody who died on the cross a thousand deaths လက်ဝါးကားတိုင်းမှာအသေးခံရဆိုတာအကျဉ်းပေါင်းတစ်ထောင်အသေးခံရတယ်အရှေ့ဘူနာကျတဲ့အသေးခံချက်ခဲ့ဖခမီရောကသူ့ကိုစုပ်ပြတယ်ဆိုတော့ကျွန်တော်အမြဲတမ်းပြောတယ်ပါတယ်ငရဲပဲဖယားကစုပ်ပြပြီးဆိုတာငရဲပဲအဲ့ဒီဂျာကိုခက်ခဲ့တာဖြစ်တယ်သူစုရတဲ့ဘူးသူ့ကိုစောင့်စီတယ်ဘာလဲပဲဖယားကအေရီဦးမှာလူဟာပြစ်တက်သွားတဲ့အခါမှာဖယားကမြေကြီးကိုချိန်လိုက်တဲ့အခါမှာစူးပြအမျိုးမျိုးထွက်လာတယ်ဖယားရဲ့ချိန်ချင်းတွေအားလုံးကိုယေရှုခရစ်တော်ကတင်းနဲ့ကျွန်တော်ခံရမယ့်ရာလို့သူ့ရဲ့ခေါင်းမှာယူပြီးတော့လက်ဝါးကိုင်းမှာသိခံခဲ့တယ်ဟာလေလုယာဟာလေလုယာအသေးခံခဲ့တယ်တေချင်းမှာမပြီးဆုံးတော့ဘူးတောင်းရမြောက်တော်လေးမှာတေချင်းကိုအောင်ပြီးတော့ရှင်ပြန်ထောက်လို့ရပြအခုချိန်မှာဖခမီတော့လက်ရပဲမှာတင်းနဲ့ကျွန်တော်ဆူတောင်းပြီးဖြစ်ဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒီယေရှုခရစ်တော်လောက်ဆောင်ပြီးတဲ့အရာကိုကျွန်တော်တို့သိပြီးတော့ကျွန်တော်တို့အပြစ်တွေကိုနောင်တရပြီးတော့သူ့ကိုမိမိရဲ့အသက်သခင်ကယ်တင်ရှင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံတယ်ဆိုရင်ဖယားသခင်ရဲ့အမျက်ကျွန်တော်တို့ခံဖို့မရှိတော့ဘူးဟာလေလုယာအာမင်ဟာလေလုယာအာမင်ဘုရားရှင်နာမဘုန်းကြီးပါစေအာမင်ဘုရားရှင်နာမဘုန်းကြီးပါစေအာမင်ယေရှုခရစ်တော်ကခံခဲ့ပြီးဖြစ်တယ်ဝိသုဒါကြောင့်ကျွန်တော်တို့အပြစ်တွေကိုနောင်တရပြီးတော့သူ့ကိုမိမိရဲ့အသက်ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံဖို့အရင်ကအတန်းဖြစ်တယ်ဒါကြောင့်ယေရှုကဘာပြောလဲငါကိုယုံကြည်တော်သူဟာတေလွန်တော်လေအသက်ရှင်တယ်ဟာလေလုယာအာမင်ယေရှုကခရီးပေးထားတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အပြစ်သားတွေပေါ်မှာအမျက်ထွက်နေတယ်ဖေဟာအဲ့ဒီအမျက်ကလူရဲ့အကောင်းဆုံးလုပ်ဆောင်တော့ကျွန်တော်မလွတ်တော့ယေရှုခရစ်တော်လက်ဝါးကားပြုတ်ပြီးတဲ့အရာကိုယုံကြည်ခြင်းအပြင်လွတ်မြောက်နေတာဖြစ်တယ်အဲ့ဒီတည်င်းကောင်းကိုကျွန်တော်တို့ဝေဖန်ဖို့အတွက်တာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ယောနာကသူလုံးဝကြည့်လို့မရတဲ့မိတို့မျိုးစီပါဘုရားဘွားခိုင်းတယ်သူတို့ဒီကနေ့ကျွန်တော်တို့လည်းဒီကောင်မှတ်ထားစီတွေ့မယ်ဘုရားသူ့ကိုခေါင်းခေါက်ပါစေလို့ပြောတယ်လူတွေစီဒီနေ့တွားပြီးတော့အေးဝင်ကြီးကြီးနောင်တတရားကိုဝေဖန်ဖို့ဘုရားကကျွန်တော်တို့ရှိဖြစ်တယ်အပြစ်သားပေါ်မှာဘုရားစိတ်ဆိုးနေတယ်တနေ့ကျရင်စီရင်မယ်ဆိုရက်အေးဝင်ကြီးကြီးနောင်တတရားကိုဝေဖန်ဖို့ဖြစ်ဖို့ဘုရားကတင့်တယ်လို့ရှိတာဖြစ်တယ်ဒီကနေ့ဒီမှာရှိနေဒီကိုမောင်နှမတွေလူငယ်တွေကျွန်တော်တို့အချင်းရှိတဲ့အချင်းဖြစ်တယ်ခွန်အားရှိတဲ့အချင်းဖြစ်တယ်ဒီကနေ့ကျွန်တော်တို့မွေလာတယ်ဘယ်ချင်းကျွန်တော်ဝင်လာပါလဲယေရှုကပြောတယ်စပါးရေးစီအောင်များဆိုရှိတယ်ဒါပေမဲ့ရိတ်သိမ်းတဲ့လို့မရှိဘူးဒီကနေ့ကျွန်တော်တို့အဲ့ဒီအရာကိုရိတ်သိမ်းတော့ဟောကြားတော့ဖြစ်ဖို့ဘုရားကကျွန်တော်တို့လိုရှိတာဖြစ်တယ်ဆိုတဲ့အချက်နဲ့နံပါတ်2ချက်ကိုကျွန်တော်ခွန်အားပေးဝင်လာတာဖြစ်တယ်နံပါတ်3ချက်ကကိုဖြစ်ကိုခံမဟုတ်ဘူးကိုဖြစ်အများခံဆိုတဲ့အချက်ဖြစ်ပါတယ်ဒီမှာရှိတဲ့ခါမှာယောနာနဲ့သူ့ရဲ့တာရှိတဲ့ဘုရားနဲ့သင်္ဘောသားတွေကသူတို့တွားကြတယ်အဲ့ဒီမှာဘုရားကလေပြင်းပုံနဲ့တိုက်ခိုက်ပြီးတိုက်စီပြီးတော့လှိုင်းတဘုံကြီးထားအဲ့လိုထားလာတဲ့အခါမှာလုံးပြင်းမောထဲမှာပါတယ်လေကိုလုံးဒုက္ခရောက်အဲ့လိုဖြစ်စီတဲ့အကြောင်းကြီးကဘာသူ့ကြောင့်လဲယောနာကြောင့်ဒါကြောင့်ပမာစကုံမှာဘာပြောလဲငါခုံးမှာတကောင်ကြောင့်တလေးလုံးပို့အကောင်လို့သူတယောက်ပဲပြစ်လို့တာဒါပေမဲ့အားလုံးကခံရတယ်အားလုံးကခံရပြဿနာပဲဆိုတော့ဒီကနေ့ကျွန်တော်တို့လည်းကျွန်တော်တို့လှုပ်လိုက်တဲ့အဖြစ်ကြောင့်ကျွန်တော်တို့တိုင်းနေကျွန်တော်တို့မိသားစုကျွန်တော်တို့အတင်းတော့ကျွန်တော်တို့ရဲ့မိသားဟာရကျွန်တော်တို့ရဲ့လုပ်ငန်းထဲမှာလုပ်ပေါ်ဆောင်ကျွန်တော်တို့ချပါလေပြဿနာတွေကြုံနိုင်တယ်ဒါကြောင့်ကျွန်တော်တို့အရန်ကိုသိထားဖို့လိုတာဖြစ်တယ်ယုံကြည်သူမှန်တယ်ဆိုရင်ဂလာတိခန်းကြီး3:28ထဲမှာခရစ်တော်ထဲမှာတလုံးတော်ရတယ်ဖြစ်တယ်ကျွန်တော်တို့လှုပ်လိုက်တဲ့အရာဟာဘာလဲကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဘုံတော်ထင်ရှားခိုင်းစီကိုဘုံတော်ရှုပ်ချစေတယ်ကျွန်တော်တို့လှုပ်ရတာကိုယ့်ရဲ့အတင်းတော်ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ပါဝင်တဲ့မိတ္တဟာယကိုပါဝင်တဲ့အတင်းတော်
ဟောနော်ကိုယ့်ရဲ့ community မျက်နှာပန်းလှစီလို့အိုးမဲတုံးတယ်ဒါကြောင့်ကျွန်တော်ဒီကနေ့ကျွန်တော်တို့ချင်းစီရဲ့လောက်ရအင်မတန်မှအရေးကြီးတယ်ဒါကြောင့်ကိုဖြစ်ဖြစ်ခံဖို့ကိုဖြစ်အများခံဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရက်တောက်တယ်ဆိုရင်ကျွန်တော်ပဲခံရတယ်ကျွန်တော်ပဲခံရတယ်ဘာသူတွေခံရတယ်ကျွန်တော်အမေခံရအတူတာကျွန်တော်မိမလေးအတူကိုကျွန်တော်မိမသူ့ယောက်ျားဟာအဲ့ဒီလူလားအဲ့ဒီတင်းတော်ကလူလားအဲ့ဒီမိသားရဲ့မှာပါဝင်တဲ့လူလားကျွန်တော်ပဲခံရတယ်လုံးခံရတယ်အဲ့ဒီလူကသူ့ကိုသူတကယ်ချင်းရတယ်ဆိုပြီးတော့တရားတွေရှောက်ဟောနေတာဟာတောက်ပြီးလားဖရားတယ်နင်ကဦးမဲကျွန်တော်ပေါ့ကျွန်တော်ပဲခံရတယ်ခံရအကြောင်းဒီနေ့ကျွန်တော်တို့အရာကိုကျွန်တော်ကိုယ်ကိုဆင်ခြင်ဖို့ဖြစ်တယ်ကိုဖြစ်ဖို့ခံဖို့ကိုဖြစ်ပြတာငါခုံးပါတော့ကြောင်းတလေလုံးဒီနေ့မိသားစုပြဿနာတွေဖြစ်တဲ့အခါမှာအသားကရက်တော့ငါမင်းကြောင့်တဲ့တော့မင်းခူးဆက်သွားတက်လိုက် camping သွားလိုက်တာသူ့အားကိုလွှတ်လိုက်တယ်တာ camping မှာသွားပြီးတော့နှုတ်ကပတ်တော်နားထောင်တယ်အသက်တာပြောင်းလဲလာတယ်အိမ်ပြန်လာတော့အိမ်မှာပြဿနာကရက်တက်တယ်ပို့ပြီးတော့အချီမားလာဘာကြောင့်လဲယောနာကသင်္ဘောထဲမှာရှိနေတယ်ဒီမှာရှိတဲ့အခါမှာလိုက်တဟိုးတွေထလာတယ်လေးပြမုံတိုင်းတိုက်တဲ့အခါမှာသင်္ဘောပေါ့စေခြင်းကအထဲမှာရှိတဲ့ပျက်စီးတွေကိုတို့တစ်ခုပြီးတစ်ခုတို့လှုပ်ပြတယ်ဒါပေမဲ့ရက်တက်မသွားဘူးဘာကြောင့်လဲအပြစ်လုပ်တဲ့ယောနာကသင်္ဘောထဲမှာရှိတယ်ထိုနည်း၎င်းပဲကျွန်တော်တို့လည်းမိသားစုမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အတင်းတော်မှာပဲဖြစ်ဖြစ်မိသားရမှာပဲဖြစ်ဖြစ်ပြဿနာဖြစ်တဲ့အခါမှာမင်းကယောနာမင်းကြောင့်ဆိုပြီးတော့ကျွန်တော်တို့တွေရေထဲကိုပစ်ချတယ်ဒါပေမဲ့ကျွန်တော်ပစ်ချလိုက်တဲ့ကြောင့်ပြဿနာမြင်သွားတယ်ဘာကြောင့်လဲအထဲမှာယောနာရှိတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်မိသားစုမှာဖြစ်မိသားရမှာပဲဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်အတင်းတော်မှာပဲဖြစ်ပြဿနာဖြစ်တဲ့အခါလူတွေကိုမင်းကြောင့်ဆိုတဲ့ကျွန်တော်ပဲဆိုပြီးတော့ရေထဲမှာခုန်ချနေတာဖြစ်တယ်အင်မတန်မှအရေးကြီးဖြစ်တယ်ဟာလေလုယာအာမင်ကိုကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကြည့်တဲ့အခါမှာကဘာဦးချမ်းထဲမှာနောအေကိုဘုရားကပြောလေဆိုတော့ကိုအဖို့ဂေါဖရာတက်တာနဲ့ကိုအဖို့တင်းမောကိုတီလို့ပါဂေါဖရာတက်တာနဲ့တင်းမောကိုကိုအဖို့တီလို့ပါကဘာဦးချမ်းခန်းချောက်အပိုက်နဲ့ဆက်လို့ကိုဖို့တီလို့ပါမင်းရဲ့မိန်းမဖို့တီလို့ပါမပြောမင်းရဲ့သားသမီးတွေအတွက်တီလို့ပါမင်းရဲ့ချွေးမတွေအတွက်ပြောမင်းအတွက်ဒါကြောင့်ယောနာခန်းကြီး6 22ကျွန်တော်ဖတ်တဲ့အခါမှာမှားထားတော်မူသည့်အတိုင်းနောအေပြုဖခင်ကမှားထားတဲ့အတိုင်းသူ့အတွက်သူစောက်သူ့မိန်းမအတွက်စောက်သူ့သားသမီးတွေသူ့ချွေးမတွေအတွက်စောက်သူ့အတွက်သူစောက်ဒါပေမဲ့တကယ်ရည်ကြီးချင်းရေလွှမ်းမိုးချင်းရောက်လာတဲ့အခါမှာသူတယောက်ထဲလွတ်ရောက်လာသူချစ်ရတယ်သူ့ရဲ့ဇနီးသူ့ရဲ့သားသမီးသူ့ရဲ့ချွေးမအကုန်လုံးလွတ်ရောက်ချင်းတယ်ဟာလေလုယာဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာကိုယ့်ရဲ့တင်မောကိုဒီဆောင်ရင်ဘုရားတာဖြစ်တယ်သူများတွေဖြစ်ဘူးဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့အသက်တာပထမဆုံးဒီဆောင်ကိုအမှန်တမ်းမှဟုတ်တယ်ကိုဖြစ်ဖို့ခံလို့ကိုဖြစ်အများခံဖြစ်တယ်ဆိုတာကိုနံပါတ်3အချက်နဲ့ကျွန်တော်ဝေခါလိုတယ်နံပါတ်4နောက်ဆုံးအချက်ကတော့ထား၍ဘုရားသခင်ကိုဆုတောင်းပါယောနာကတင်မောပေါ်မှာလူတွေလှုပ်ရှားပြီးတော့သူတို့ကိုယ်စီနဲ့ဆိုင်တဲ့ဖရားတွေသူတို့ဆူတောင်းနေကြနှံ့နေတဲ့အချိန်မှာဘာလဲဆိုတော့တင်မောတကြီးကအေးပြောတော့ထားပြီးတော့မင်းရဲ့ဖရားကိုမင်းဆူတောင်းတယ်ဟိုမှာကြီးအများကြီးကိုဆူတောင်းတယ်မင်းရဲ့ဖရားကိုဆူတောင်းတယ်အိုင်ပါလေသူဆူတောင်းယောနာကိုကျွန်တော်ကြည့်တဲ့အခါမှာယောနာကငါးကြီးဝမ်းပိုက်ထဲရောက်အောင်ဆုတောင်းတယ်ဒီကနေ့ငါးကြီးဝမ်းပိုက်ထဲမရောက်ခင်သူ့ကိုဘုရားကထပြီးတော့ဆုတောင်းတော်သူဖြစ်ဖို့တည်ဖို့ရှိမှာဖြစ်တယ်ဟာလေလုယာငါးကြီးဝမ်းပိုက်ထဲမှာမဟုတ်ဘူးအခုကလေးကထပြီးတော့ဘုရားကိုဆုတောင်းဖို့ဘုရားကတည်ဖို့ရှိတယ်
အာမင်ဆိုတော့ဒီမှာကြည့်တဲ့အခါမှာဖယားအသက်ရှင်တဲ့ဖယားကိုမသိတဲ့လူတွေကတော့သူတို့နဲ့ဆိုင်တဲ့ကိုယ်စီဖယားတွေကိုဆုတောင်းနေကြတယ်။ဒါပေမဲ့အသက်ရှင်တဲ့ဖယားကိုငါသိအသက်ရှင်တဲ့ဖယားရဲ့ prophet ဆိုတဲ့ဂျောနာကတဲမောပေါ်မှာနှံ့နေတယ်ဆုတောင်းဒီကျွန်တော်တို့လည်းဘလို့လေကိုယ်တက်ကစံစေဖို့ကျွန်တော်ပတ်တာဖြစ်တယ်။ကျွန်တော်တိုင်းနိုင်ငံကြီးဆုတောင်းအရှမ်းကိုလုပ်တယ်တို့တိုင်းနိုင်ငံကိုကျွန်တော်ဆုတောင်းတော့အမတန်လိုအပ်နေတဲ့အချိန်ဖြစ်တယ်။ဒီရှိတဲ့နေရာကနေထားပြီးတော့ဆုတောင်းတော့ဖြစ်ဖို့ဘုရားကပြင်ဖို့လို့ရှိတယ်။နိုးထောင်ဝိညာဉ်ရနိုးထောင်ဖြစ်ဖို့ဘုရားကဒီကိုဆုတောင်းတော့ဖြစ်ဖို့လို့ရှိတယ်။နိုင်ငံရေးအခြေအနေပြန်ကောင်းလာတော့ဆုတောင်းတော့ဖြစ်ဖို့ဘုရားကပြင်ဖို့လို့ရှိတာဖြစ်တယ်။ကျွန်တော်2027မှာဟာခါအောင်ရောက်လာအဲ့ဒီမှာတစ်ဖက်နဲ့တစ်ဖက်အရန်ကိုဖြစ်ကြတဲ့ကောင်ကျွန်တော်တို့နေတဲ့ရက်ကွက်ကနည်းနည်းမြို့ဆိုပါလေတစ်ဖက်နဲ့တစ်ဖက်ဖြစ်ကြတဲ့အခါမှာကျွန်တော်အိမ်မှာမအိမ်နေကြဘူးအိမ်မှာမအိမ်ရဲတော့ကျွန်တော်တဏှာမှာကျွန်တော်စုပြီးတော့ရက်ကွက်ထဲကလူတွေစုပြီးတော့တဏှာကိုအတွေ့အကြုံရအဲ့တော့အဲ့မှာ EPC ဝယ်ထမ်းနေတယ်တို့လာကြအဲ့မှာဖျားကိုမသိတဲ့ပြောမယ်ဆိုပြီးအသက်ရှင်တဲ့ဖျားမသိတယ်ဘောနော်ဗုဒ္ဓဘာသာညီကောင်မောင်နှမဘောနော်သူတို့တွေကအဲ့လိုဖြစ်တဲ့အခါသူတို့နဲ့ဆိုင်ရာဖျားတွေစီကိုဆွတ်တောင်းတယ်အဲ့ဒီမှာဖျားကိုသိပါတယ်ဆိုပြီးတော့ကိုပြောရတယ်ငါဟာဘောနကန်ဖြစ်တယ်ဆိုပြီးတော့ဖျားเจ้าမှာလည်းကိုချီးမွမ်းနေတဲ့ဆုမတောင်းပဲနေတယ်ရှိတယ်ဆုတောင်းတယ်ရှိတယ်ဒါကြောင့်ဒီကနေ့ဖျားကရှိတဲ့နေရာကထားပြီးဆုတောင်းတော့ဖြစ်တယ်လို့ရှိတယ်ဂျောနာဆုမတောင်းဘူးတိတ်ရဓမ္မရာဆိုစနေဓမ္မရာဆိုရင်ပထမဆောင်စနေ23မှာရှင်မွေလာကဆုမတောင်းမဲနေတာဟာအပြစ်ဖြစ်တယ်ဂျောနာကတော့ဆုတောင်းဒီကနေ့ကျွန်တော်တို့လည်းဆုမတောင်းတဲ့လူတော့ဘလောက်များရှိတယ်ဆုတောင်းတော့ဖြစ်ဖို့ဘုရားကတင့်တယ်လို့ရှိတယ်ဘာကြောင့်လဲကျွန်တော်တို့ယုံကြည်သူတွေရဲ့ဆုတောင်းခြင်းအင်မတန်မှဖျားရှိကိုကြီးရဲ့အကြောင်းဖြစ်တယ်။ဒါကြောင့်ယာကုပ်အခန်းကြီး9အပိုက်16လို့ပြောတယ်။သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပတ္ထနာကြီးအလုံးကိုသူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပတ္ထနာအလုံးကိုပါကျွန်တော်ကကိုယ်ကြည့်မယ်ဆိုသူတော်ကောင်းတွေပေါ့။ဖြောင်းတဲ့လူတွေပေါ့ဒါပေမဲ့လက်ဝါးကိုင်းမှာယေရှုခရစ်တော်သုံးပေးခဲ့တဲ့အသွေးတော်အားဖြင့်ဖခင်ရဲ့အမြင်မှာဒီနေ့ကျွန်တော်ဖြောင်းတော့တန်ရှင်တော်သူတော်ကောင်းတွေဖြစ်အဲဒီလူရဲ့ဆုတောင်းခြင်းကဘုရားရှိခိုးတယ်မှာကိုချီဖြစ်ပါတယ်ဒါကြောင့်သင်ရှိတဲ့နေရာကနေထပြီးတော့ဘုရားရှိခိုးဆုတောင်းလို့ဘုရားကသင်ကိုအလိုတော်ရှိတယ်လို့ဆုတောင်းကြအောင်တိုင်းနိုင်ငံအတွက်ကျွန်တော်တို့လူမျိုးအတွက်ကျွန်တော်တို့ဝိညာဉ်ရေးအတွက်ဆုတောင်းတာကိုရှိတဲ့နေရာမှာအဲ့ဒါပဲထားပြီးတော့ဖခင်ကိုဆုတောင်းတော်ဖြစ်ဖို့ဒီကနေ့အမတန်မှအရေးကြီးတာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်ပုံပြလေးတဲ့ပုံကျွန်တော်ပြောပြီးကျွန်တော်ဒီမှာကိုကျွန်တော်ညီကုန်းချုပ်ခြင်းနဲ့ဒီစက်ခုံရာစုတော့မှာနော်စကော့လန်နိုင်ငံမှာအရှမ်းကိုစိုးသွမ်းတဲ့ဘုရင်မကြီးမယ်ရီဂျုံးဆိုတဲ့ဘုရင်မကြီးတယောက်ရှိတယ်လူကိုအရင်တက်တဲ့အကြောင်းသူ့ကိုဘယ်လိုခေါ်တယ်လဲဆိုတော့ bloody man သွေးဆိုးတဲ့မယ်ဆိုပြီးတော့သူ့ကိုခေါ်တယ်လူအရင်တက်တယ်အဲဒီဘုရင်မကြီးကဘာပြောတယ်လဲဆိုတော့ကျမဥရောပတိုက်လုံးမှာရှိတဲ့စစ်သားတွေအားလုံးထက်ဂျွန်နော့ဆိုတဲ့လူတစ်ခေါက်ဆုတောင်းတော့ကျမကြောက်ဘာကြောက်လဲဆိုတော့အဲဒီဂျွန်နော့တစ်ခေါက်ဆုတောင်းလိုက်လို့ဆိုလူမြောက်များဆိုအသက်တာပြောင်းလဲလို့ဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဥရောပတိုက်လုံးမှာရှိတဲ့စစ်သားတွေအားလုံးထက်အဲဒီရောက်ဆုတောင်းတော့ကြောက်ဘုန်းကြီးလည်းကောင်းမယ်ဒီကနေ့ကျွန်တော်တို့လည်းဂျွန်နော့ကိုးကွယ်တဲ့ဖခင်ကိုကိုးကွယ်တာဖြစ်တယ်အဲ့ဒီဖခင်ရှိမှယေရှုခရစ်တော်သုံးပေးခဲ့တဲ့အသွေးကိုယုံကြည်လက်ခံတဲ့လူကဖြောင့်မတ်တော်သူတော်ကောင်းတွေဖြစ်တယ်အဲ့ဒီလူတွေဆုတောင်းခြင်းဟာဖခင်ရှိမှတမန်တော်ကိုကြည့်တာဖြစ်တယ်ဒါကြောင့်သင်ရှိတဲ့နေရာကနေထားပြီး
ဆုတောင်းတော်ဖြစ်ဖို့ဘုရားကဒီကိုအလိုရှိတာဖြစ်တယ်။အကြောင်းဒီကနေ့သင်ထားပြီးဆုတောင်းပါဘုရားခင်ကိုဆုတောင်းပါဆိုရဲနောက်ကလောကတော်ဖြစ်ကျွန်တော်ချက်၄ချက်ကိုကျွန်တော်ဝေငှတော်တာဖြစ်တယ်။နံပါတ်1ကတော့ဗာလဲဆိုတော့ဘုရားခင်ကိုမိတ္တာရမှန်ပါစေ။ဘုရားနဲ့ဆက်ဆံကျွန်တော်ဘုရားနဲ့မိတ္တာရဘုရားနဲ့ဆက်ဆံပြီးမှန်ဘူးဆိုရင်ကျွန်တော်အတ္တတာတိုးတက်လမ်းစာရှိအောက်ကိုတစ်ဖြည်းဖြည်းကျဆင်းရှိတယ်။ဒါကြောင့်ဘုရားနဲ့မိတ္တာရမှန်ပါစေဆိုတဲ့ချက်ကိုကျွန်တော်ဝေငှတော်တာဖြစ်တယ်။နံပါတ်2ကတော့ဗာလဲဆိုတော့ဧဝံဂေလိတရားနောင်တတရားကိုဝေငှပါဒီကိမှာအပြစ်သားတွေအားလုံးတော့ဘုရားကအမျက်ဒေါသထွက်နေတာဖြစ်တယ်ဒီမိနဝေမြို့သားတွေပေါ်မှာပဲမဟုတ်ဘူးအပြစ်လွတ်တဲ့ဘက်သူတွေမဆိုအဲ့ဒီလူတွေပေါ်မှာဘုရားစိတ်ကူးဖြစ်တယ်အယံကြောက်စရာဖြစ်တယ်အဲ့ဒီဘုရားရဲ့အမျက်ကဘသူမှကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကိုယ့်ရဲ့အကျင့်ဒီလာအဖြစ်မလွတ်မြောက်ဘူးလောက်ဝါကိုင်းယေရှုခရစ်တော်ပြုပြီးခဲ့တယ်အရာကိုယုံကြည်ခြင်းအဖြစ်လွတ်မြောက်တာဖြစ်တယ်အဲ့ဒီတည်ကောင်းကိုကျွန်တော်တို့အယံကိုမုန်းတဲ့လူတွေရှိပါတယ်ဘုရားကဝင်လာခိုင်းတယ်ဝိငါဘောလို့ရှိတယ်။ဒါကြောင့်ယေရှုကပြောတယ်။သင်တို့တွားရင်မြေကြီးစွန့်နိုင်အောင်။အဲ့ဒါဖြစ်ကြတယ်။တွားပြီးတော့မြေကြီးစွန့်နိုင်အေဝံဂေလိတရားကိုနားပါ။ဒီနေ့ကျွန်တော်တို့ခွန်အားရှိတဲ့ခြင်းဖြစ်တယ်။အချင်းရှိတဲ့ခြင်းဖြစ်တယ်။အေဝံဂေလိတရားနောင်တတရားကိုဝိငါဘောဘုရားကကျွန်တော်တို့ကိုလိုရရှိတဲ့ဖြစ်တယ်ဆိုတော့နံပါတ်2ချက်အနေနဲ့ကျွန်တော်ပြောသွားတယ်။နံပါတ်3ကတော့ကိုဖြစ်ဖို့ကမဟုတ်ဘူး။ကိုဖြစ်ရတာဖြစ်တယ်။ကိုလောက်လိုက်တဲ့အလုပ်ကိုပြောလိုက်တဲ့စကားတွေအရာအားလုံးကိုကိုပဲထိခိုက်တာကျွန်တော်တို့မိသားစုကျွန်တော်တို့အတင်းတော့ကျွန်တော်ပါဝင်တဲ့မိသားစုကျွန်တော်တို့ရဲ့မိတ်ဆွေကျွန်တော်တို့လုပ်ငန်းခွင်ကျွန်တော်တို့နောက်ဆုံးကျွန်တော်ကိုကိုယ်ွယ်ဖျားပါဘုံတော်ရှုပ်ချစီနေတာဖြစ်တယ်ဘုံတော်ထင်ရှားစီနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒါအရေးကြီးတယ်ဆိုတာကိုနံပါတ်3ချက်နဲ့ကျွန်တော်ပြောတယ်နံပါတ်4ကတော့သင်ထားပြီးတော့ဖျားတဲ့ခင်ကိုဆုတောင်းပါဒီကနေ့အိပ်ပျော်နေပါလေသင်ရှိတဲ့နေရာကနေထားပြီးတော့ဆုတောင်းပါတကယ်ပဲကျွန်တော်တို့ဆုတောင်းခြင်းဟာဘုရားရှိအင်မတန်ပါဘကိုးကြီးတဲ့ကြောင့်ထားပါဘုရားခင်ထံဆုတောင်းတော်ဖြစ်ဖို့ဘုရားကကျွန်တော်ကိုလိုရှိတဲ့ဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်အပြင်ကျွန်တော်ဟောပြီးလို့ပါပဲအရောက်စီတိုင်းကိုဘုရားခင်ကောင်းကြီးပြပါစေဆိုတော့ဆမအရှင်ကျေးဇူးပြုပြီးအချင်းတော်ကိုပေါ်ချင်